Assalamualaikum warahmatullahi wabarakatuh ဆိုတော့ကျွန်တော်အခုချိန်ထိ run မှာအဆင်ပြေနေပါသေးတယ်ကျွန်တော် safe ဖြစ်ပါသေးတယ်ပေါ့နော်နောက်တစ်ခုကကြတော့ကျွန်တော် line လုံးဝသုံးလို့မရပါဘူး line လုံးဝသုံးလို့မရအောင်ကျွန်တော်2ရက်ချ3ရက်ချတစ်ခါမှကျွန်တော် line ပွင့်တယ် VPN ပွင့်တဲ့အခါကျရင်ကျွန်တော် video ကြိုရိုက်ပြီးကျွန်တော်တင်ရတာပေါ့နော်ဆိုတော့ကျွန်တော်အများကြီးမပြောဘူးဒီ video မှာတစ်ခုပဲပြောမှာကကျွန်တော်တို့ခေါင်းဆောင်အလီခါမနေကြီးရှာဟီဖြစ်သွားတယ်အဲ့ရှာဟီဖြစ်သွားတဲ့အပေါ်မှာကျွန်တော်ပထမဗီဒီယိုတင်လိုက်တဲ့ဗီဒီယိုရဲ့အောက်မှာကျွန်တော်ကိုဒီ CR တွေဒီအီမန်ဒါတွေရှိတဲ့သူတွေမဟုတ်ဘူးအီမန်ရှိတဲ့သူတွေမဟုတ်ဘူးလို့ကျွန်တော်ဒီချိန်မှာလုံးဝလက်မခံဘူးကွာဒီစကားတွေကိုเนาะအဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တကူးချင်းဒီကိုပြန်ပြီးဗီဒီယိုရိုက်ပြီးပြန်လို့မရသေးလို့ကျွန်တော်အားလုံးစုပြီးဗီဒီယိုရိုက်ပြီးတင်ပေးဖို့ရှိသေးတယ်ဒါပေမဲ့အခုကျွန်တော်ပြောမှာကျွန်တော်တို့အလီခါမနေကြီးကအကယ်၍ကြောက်သွေးပါခဲ့တယ်ဆိုလို့ရှိရင်သူ့ငကိုတွေကပြောင်းရွှေ့ဖို့အတွက်ကိုပြောကြားထားပြီးသားဒီစစ်မဖြစ်ခင်တွေကစစ်ဖြစ်လာတော့မယ်ဆိုတာသိထားပြီးသားကျွန်တော်တို့ရှိနေတဲ့နေရာတွေမှာလည်းစာရွက်တွေအားလုံးထုတ်ထားပြီးသားဒါပေမဲ့ဒါဒီတနေ့တစ်ချိန်ဒီစစ်ကတိုက်ကိုတိုက်လာမယ်ဆိုတာကျွန်တော်ဒီအီရန်မှာရှိနေသူတွေအကုန်လုံးသိထားပြီးသားဒါတိုက်လာမှာဒါပေမဲ့ကျွန်တော်တို့အစ္စလာမ်ဒီဘရောမန်အစ္စလာမ်ဘက်ကနေစမတိုက်ခဲ့ဘူးအမေရိကန်ဘက်ကနေဒါစတိုက်ခဲ့တာဒီစစ်အားလုံးဒီအမေရိကန်ဘက်ကနေပြီးတော့ပဲစလာခဲ့တာအမေရိကန်ဒီမိုကရေစီနာမည်တစ်ခုတည်းပြောပြီးသူတိမ့်ပိုက်လာတဲ့နိုင်ငံပေါင်းသူမနေတော့ဘူးသူအခုကျွန်တော်တို့အီရန်ရဲ့ပတ်ပတ်လည်မှာရှိနေတဲ့နိုင်ငံတွေအကုန်လုံးမှာလည်းအမေရိကန်စစ်တပ်တွေအများကြီးပဲရှိပြီးသားအခုဆော်ဒီကိုမနေ့ညပြစ်တယ်sorry တနေ့ညဖြစ်လိမ့်မယ်ဆော်ဒီအာရေဗီးယားကိုပြစ်တယ်ဒါပေမဲ့ဆော်ဒီကိုပြစ်ခဲ့တာမဟုတ်ဘူးဆော်ဒီမှာရှိနေတဲ့အမေရိကန်စစ်တပ်ကိုပြစ်ခဲ့တာအဲ့တော့ဒီစစ်ပွဲတွေမတိုင်ခင်မှာလည်းအမေရိကန်ထရမ့်ကဘာလုပ်ခဲ့လဲအဲ့အာရပ်မှာရှိနေတဲ့နိုင်ငံတွေအားလုံးတွားပြီးတော့သူအလဲပတ်ခရီးစဉ်ဆိုတဲ့ပုံစံမျိုးနဲ့တွေးဆုံဆွေးနွေးပွဲပုံစံမျိုးတစ်ခုနဲ့သူသွားခဲ့တယ်ဒီကိစ္စတွေရဲ့အနောက်ွယ်မှာဒီအာရပ်အားလုံးပါထားပြီးသားအာရပ်ဒီအီရန်နဲ့လုံးဝမရှိပါဘူးအဲ့တော့ဒီအာရဗစ္စတန်ဆော်ဒီအထူးသဖြင့်ဆော်ဒီဆိုလို့ရှိရင်ဒါဒူဘိုင်းအီမာရာကာတာစသဖြင့်အဲ့ဒီနိုင်ငံတွေမှာထရမ့်သွားပြီးလဲခဲ့တဲ့အချိန်တုန်းကကျွန်တော်တို့အစ္စလာမ်အမျိုးသမီးပါလို့ပြောတဲ့အမျိုးသမီးတွေကိုသပင်ဖားလိုက်ချပြီးထရမ့်ကိုကြိုဆိုပေးခဲ့တာတွေကိုအားလုံးမမေ့လိုက်ကြနဲ့တိလားကျွန်တော်တို့အစ္စလာမ်မာလို့နာမည်ခံထားတဲ့ဒီအာရဗစ္စတန်ကထရမ့်ကိုလက်ခံခဲ့တာတိလားအဲ့တော့နောက်တစ်ခုထပ်ပြောချင်တာကျွန်တော်ကိုအီမန်ဒါရီမရှိဘူးရှီအာဖြစ်နေလို့အခုရှာဟီဖြစ်သွားတယ်ကျွန်တော်တို့ခေါင်းဆောင်ကိုစော်ကားနေတဲ့သူတွေကိုလည်းကျွန်တော်ပြောချင်တာကကျွန်တော်တို့ခေါင်းဆောင်ဒီတိတ်ခါရှိနေပဲအသက်ပေးသွားတာခမများတို့လက်ခံထားတဲ့ခေါင်းဆောင်ကျွန်တော်နာမည်ယူမတော့ဘူးเนาะအဲ့ဒီခေါင်းဆောင်သူ့ကိုရှာတွေ့ခဲ့တော့အိမ်နာကျွေးထဲမှာရှာတွေ့ခဲ့တာအဲ့ဒါအားလုံးကဘာလုံးမှာရှိတယ်အမေရိကန်ဗမာရှာတွေ့ခဲ့တာလေအီရတ်မှာရှိတဲ့ခေါင်းဆောင်အမေရိကန်ဗမာရှာတွေ့ခဲ့တာလေတွားပြီးခိုးကြောင်ခိုးဝက်လို့ဝင်ပြီးတော့အိမ်နာကျွေးထဲမှာပုံပြီးတော့မှအိမ်နာကျွေးထဲကနေရှာတွေ့ခဲ့တာကျွန်တော်တို့ရဲ့ရှာဟီကျွန်တော်တို့ခေါင်းဆောင်အလီခါမီနအီဒီသူ့အိမ်ကနေသူဘယ်မှမရွှေ့ခဲ့ဘူးသူ့အလုပ်ကနေသူဘယ်မှမရွှေ့ခဲ့ဘူးသူ့ကိုနေရာရွှေ့ဖို့ပြောတဲ့အချိန်မှာသူပြောခဲ့တဲ့စကားကသူဘာလို့မလို့နေရာရွှေ့ရမှာလဲသူနေရာရွှေ့ပေးလိုက်လို့ရှိရင်ကြံခဲ့တဲ့ဒီမှာကြံခဲ့တဲ့သူတွေနော်အီရန်မှာရှိနေတဲ့သူတွေသူ့ရဲ့တက်ကလစ်ယူထားတဲ့သူတွေသူ့ရဲ့ဖတ်ဝါပေါ်မှာကျင့်ကြံနေတဲ့သူတွေဂျင်းနဲ့ကြက်ထဲရောက်နေတဲ့အချိန် तू ဘာကြောင့်မလို့အဲ့ဒီကျွေးထဲမှာတော့ပုံရမှာလဲ तू ဟာ hack နဲ့ရှိခဲ့တဲ့သူ तू ဒီအမှန်တရားနဲ့ရှိခဲ့တဲ့သူ तू ဒီယာဟူဒ်ကိုတော်လှန်ခဲ့တဲ့သူယာဟူဒ်ဆိုတာကျွန်တော်တို့အစ္စလာမ်မှန်လို့ရှိရင်အားလုံးသိတယ်ယာဟူဒ်ကအစ္စလာမ်ရဲ့ယန်သူအဲ့တော့အစ္စရေးကယာဟူဒီကိုတော်လှန်ခဲ့တဲ့သူ hack အပေါ်မှာရှိခဲ့တဲ့သူကဘာကြောင့်မလို့ तू ဟာပုံနေရမှာလဲအဲ့တော့ तू ပုံစရာမလိုဘူး तू ပုံမှန်အတိုင်းပဲ तू ရှိနေတယ်ရိုဇာရဲ့ဟာလတ်မှာပဲ तू ရှာဟီဖြစ်သွားတာတိလားနောက်တစ်ခုထပ်ပြောချင်တာကဒီ तू မရှိတော့လို့ရှီယာပျောက်ခွဲသွားဖို့လည်းမရှိသလိုအစ္စလာမ်အခု तू ရှောက်တီွားတဲ့အစ္စလာမ်ဘက်ကရက်တီွားတဲ့လမ်းကြောင်းကလည်းပျောက်ကွယ်သွားဖို့မရှိဘူးယာဟူဒ်ကိုတော်လှန်နေတဲ့ယာဟူဒ်နဲ့ဘယ်တော့မှလက်ဖွားချင်းရိုက်မဲ့အစ္စလာမ်မဟုတ်ဘူးဆိုတာကို तू ဟာဖစ်ကရာချထားပြီးသား तू အတွေးခေါ်ကို तू စိုက်ထူထားပြီးသားသူ့ရဲ့လမ်းကိုရှောက်နေတဲ့သူတွေအကုန်လုံးအဲ့ဒီအတွေးခေါ်ရှိထားပြီးသားအဲ့တော့အလီခါမီနီကပြုံးမဲ့အသက်ပေးသွားတာပြုံးမဲ့အသက်ပေးသွားတာသူ့အတွက်ဘာမှနောက်ဆက်တင်းစရာမရှိ तू မရှိတော့ရင်လည်းနောက်တစ်ယောက်လာလိမ့်မယ်ဒါဟုတ်ပဲဟိုစိန်လုတ်ပြသွားတာတိလားကျွန်တော်တို့ဘာလို့ရှီယာတွေကာဘလာအော်နေလဲဆိုလို့ရှိရင်ဒီအလီခါမီနီကကာဘလာလမ်းစဉ်ကိုလုတ်ပြသွားတာဟိုစိန်အသက်ပေးသွားတယ်ဟိုစိန်ကြာရှုံးသွားတယ်လို့ကာဘလာမှာပြောပေမဲ့ဟိုစိန်မကြာရှုံးသွားဘူးဟိုစိန်ယနေ့ချိန်ထိရှင်တန်နေသေးတယ်သူ့ရဲ့ဖစ်ကရတ်ကအခုချိန်ထိရှင်တန်နေသေးတယ်တိလားအဲ့တော့အလီခါမီနီကြာရှုံးသွားပြီမဲ့လေအလီခါမီနီရှာဟီဖြစ်သွားပြီမဲ့လေအလီခါမီနီပြီးနောက်တစ်ယောက်လာလိမ့်မယ်အဓိကကျွန်တော်တို့ site ထူထားကျွန်တော်တို့ရဲ့အကလအခုကျွန်တော်တို့ရဲ့အတွေးခေါ်တွေအကုန်လုံးကျွန်တော်တို့ဒီယာဟူဒ်ရဲ့စံကျင်မှပါပဲယာဟူဒ်နဲ့ဘရောမလက်ဖွားချင်းရိုက်မဲ့အစ္စလာမ်မဟုတ်ဘူးယာဟူဒ်နဲ့လက်ဖွားချင်းရိုက်မဲ့အစ္စလာမ်ကအခုလက်ရှိနေတဲ့ဆော်ဒီအာရေဗီးယားဆော်ဒီအီမာရာတ်အာရဗစ္စတန်ခုနှစ်နိုင်ငံကဆော်ဒီနဲ့6နိုင်ငံ
ယမန်ကိုဖယ်ဝင်ယမန်ကအခုလက်ရှိမှာအီရန်ဘက်ကနေပါနေတယ်အဲ့တော့အဲ့ဒီနိုင်ငံတွေသားလင်းယဟုဒ်နဲ့လက်ဖွားချင်းရိုက်လိုက်မယ်စစ်မှန်တဲ့အစ္စလာမ်ဒီဘက်တော့မှယဟုဒ်နဲ့လက်ဖွားချင်းမရိုက်ဘူးကျွန်တော်လက်ခံထားတဲ့ရှီယာအစ္စနာအရှရီဒီလေခင်ဗျားတို့ပြောနေတဲ့အစ္စလာမ်မဟုတ်ပါဘူးအီမန်ဒါရီမရှိပါဘူးဆိုတဲ့ရှီအာကိုခင်ဗျားတို့ပုတ်ခတ်နေတဲ့သူတွေကိုပြောချင်တာကျွန်တော်တို့ရှီယာအစ္စလာမ်အစ္စနာအရှရီဒီအဲ့လိုမျိုးယဟုဒ်ကိုတော်လှန်တာအဲ့လိုမျိုးယဟုဒ်ကိုhak အပေါ်မှာရပ်ပြီးတော့ယဟုဒ်ကိုတော်လှန်တာအဲ့လိုယဟုဒ်နဲ့ပတ်သက်ရင်အသက်ပါပေးသွားတာတိတ်ခါရှိအသက်ပေးသွားတာနော်ဟိုလိုမျိုးဒီအိမ်နာကျွေးနဲ့မှတွေ့ပြီးအသက်ပေးသွားတာမဟုတ်ဘူးဆိုတော့ကျွန်တော်အဲ့ဒီ comment တွေဖတ်ရတယ်အဲ့တော့ကျွန်တော်တို့ဘက်ကနေရက်တီပေးနေတဲ့သူတွေအကုန်လုံးလည်းအီရန်ဘက်ကရက်တီပေးနေတဲ့သူတွေအားလုံးလည်းကျေးဇူးတင်တယ်အင်ရှာလာအမှန်တရားဆိုတာတနေ့ပေါ်လာလိမ့်မယ်ကျွန်တော်ဒီဗီဒီယိုရဲ့နောက်မှာသူတို့အီရန်နိုင်ငံသူတွေအကုန်လုံးတော်လှန်ပါတယ်ပြောတယ်ဆိုတာအီရန်နိုင်ငံမှာအခုအီရန်ကိုဒီအလီခါမီနီကိုလက်မခံတဲ့သူတွေဆိုတော့ဘယ်လိုလူမျိုးလဲဆိုတော့ကျွန်တော်တို့ဒီဖဆာချိတဲ့နိုင်ငံမျိုးกว่าကျွန်တော်တို့အခုမြန်မာနိုင်ငံမှာရှိတယ်လို့ night club တွေစသဖြင့်အဲ့လိုအရက်သေးစားတောက်စားတာတွေမင်းကလေးတွေဆိုလုံးလုံးကြုံမွေ့ဘူးกว่าအဲ့လိုပေါ်ထင်းနေဝစ်ချင်တယ်အဲ့လိုအပြက်တီလိုမျိုးလှုပ်ချင်တယ်ကွာတိလားအပြက်ပုံစံမျိုးလှုပ်တဲ့သူတွေသားလည်းအလီခါမီနီကိုလက်မခံတာသူတို့ပြောနေတဲ့ဒီမိုကရေစီဆိုတာအဲ့ဒီမိုကရေစီကွာသူတို့လှုပ်ချင်တာသူတို့လှုပ်မယ်အရက်တောက်မယ်သူတို့ကဘာမှရှိသမျှမကောင်းမှုဒုစရိုက်အကုန်လုံးသူတို့လှုပ်မယ်ဆိုတဲ့သူတွေသားလည်းအလီခါမီနီကိုလက်မခံတာအလီခါမီနီကိုလက်ခံထားတဲ့သူတွေအားလုံးဒီအလီခါမီနီကငြိမ်းချမ်းတဲ့လမ်းပေါ်မှာပဲသွားတယ်သူစီမင်းစည်းကမ်းအားလုံးချထားတယ်အဲ့စီမင်းစည်းကမ်းဒါအားလုံးနားလည်အောင်ကျွန်တော်ပြောပြတာနော်သူချမှတ်ထားတဲ့စီမင်းစည်းကမ်းတွေရှိတယ်အဲ့စီမင်းစည်းကမ်းတွေကုရ်အာန်နဲ့တာဘေးလုပ်တယ်ကုရ်အာန်မှာချမှတ်ထားတဲ့စီမင်းစည်းကမ်းအတိုင်းကိုသူသွားတယ်အဲ့ဒီအတိုင်းပဲသူသတ်မှတ်ပေးသွားတယ်အဲ့ဒီအတိုင်းကိုသူအီမန်ဒါရီရှိသူလှုပ်သွားတယ်အဲ့ဒီအတိုင်းကိုလှုပ်ဘာဖဆတ်မှမဖြစ်ဘူးသူကအဲ့လိုလိုမျိုးဆိုတော့အမေရိကန်ကိုလက်ခံထားတဲ့သူတွေကအရင်တုန်းကဒီအီရန်ကိုအုပ်ချုပ်ခဲ့တဲ့ရီဇာရှာဆိုတာရှိတယ်အခုလည်းလက်ရှိမြန်မာနိုင်ငံမှာရှိနေသေးတယ်အရန်နေပါတယ်ဒါပေမဲ့သူတို့ရီဇာရှာကိုလက်ခံထားတဲ့လူတွေသိရလားမသိဘူးကွာတလားဒါပေမဲ့ကျွန်တော်အရန်ရှက်ဖို့ကောင်းတာထပ်ပြောလိုက်အောင်မယ်အရန်ရှက်ဖို့ကောင်းတာကကျွန်တော်တို့ထဲမှာရှိနေတဲ့သူတွေကအဲ့ရီဇာရှာနဲ့ရီဆာရှာလက်ခံထားတဲ့သူတိဟုတ်နေလားမဟုတ်လားလည်းမသိရောကြောင်မောကြောင်နဲ့အကုန်သွားနေကြတာဟိပဲသိလားအမှန်တော့အဲ့နေရာလုံးဝသွားလို့မတင်တော့တဲ့နေရာကွာသိလားအဲ့လိုနေရာမျိုးလုံးဝသွားဖို့မတင်တော့ဘူးသူတို့ကိုရှီယာလို့လည်းတတ်မှတ်စရာဘာအကြောင်းမှမရှိဘူးသိလားရှိတယ်မြန်မာနိုင်ငံမှာရှိတယ်ထပ်ပြီးဆိုလာလို့ရှိရင်ကျွန်တော်အဲ့နာမည်ပါကင်ပြီးပြောမှာအဲ့ဒီလူကိုနော်ဆိုတော့ဒီမှာခင်ဗျားတို့တွေ့တဲ့လူတစုလောက်တာလင်းဒီဖဆတ်ကိုမမောတယ်အပြက်ကိုမမောတယ်လူတစုလောက်တာလေအလီခါမီနီကိုတော်လှန်တယ်အဲ့ဒီတော်လှန်နေတဲ့လူတစုကြောင့်လေအီရန်ကအများကြီးထိခိုက်နေတာသွားတယ်နောက်တစုကကြတော့ဒီအခုဖြစ်နေတဲ့ပြဿနာပေါ့နော်အီရန်နိုင်ငံရဲ့နိုင်ငံထဲမှာတော်လှန်နေတဲ့သူတွေရှိတယ်ဒါအလီခါမီနီကိုလုံးဝလက်မခံဘူးခုနကကျွန်တော်ပြောသလိုဖဆတ်ကိုမမောတဲ့သူတွေပဝါလုံးဝမဆောင်ကျင်ဘူးသူတို့အရက်တီစာတောက်စားခြင်းနဲ့သူတို့ night club တွေသွားခြင်းနဲ့သူတို့ဘယ်လိုဖဆတ်ကိုဘယ်လိုလုပ်လို့ရမလဲအမေရိကန်မှာရှိသမျှဖဆတ်အကုန်လုံးသူတို့ရှိခြင်းနဲ့သူမျိုးတွေတော်လှန်တယ်နောက်တစ်ခုကကျွန်တော်ဒီအာရဗ်ဒီစာဒီအာရဗ်ကအမေရိကန်ကိုအများကြီးလက်ခံထားပါတယ်ဘာဟရိန်းကိုဘာကြောင့်ပြစ်လဲဘာဟရိန်းမှာအမေရိကန်စစ်တပ်ရှိတယ်ကိုဝိတ်ကိုဘာကြောင့်ပြစ်လဲကိုဝိတ်မှာအမေရိကန်စစ်တပ်ရှိတယ်ကာတာမှာရှိတယ်အီမာရတ်မှာရှိတယ်ဆာဥဒီမှာရှိတယ်ဒီနိုင်ငံတွေဟာအာရဗ်ဖြစ်ရတဲ့တကယ်ကိုအစ္စလာမ်ငါတို့ဒီသားနေအစ္စလာမ်ပါလို့ပြောနေတဲ့သူတွေဖြစ်ရတဲ့အဲ့ဒီနေရာကိုသူတို့ကလက်ခံထားပြီးသူတို့တွေလက်ခံပြီးတော့သူတို့တွေဘာကြောင့်မလို့အဲ့ဒီနေရာတွေမှာရှိနေရလဲသူတို့အီရန်ကိုတိုက်ခိုက်ခြင်းလို့ပဲအီရန်ကိုသူတို့ဖြိုချလိုက်ရင်အစ္စလာမ်ဆိုတာလုံးဝပြယဟူဒီရဲ့လက်အောက်မှာပြဝတ်သွားပြီအဲ့ဒါအားလုံးစဉ်းစားအားလုံးခင်ဗျားတို့အောင်းနောက်ထဲကိုထည့်ထားရှီယာတွေဆိုနေခဏနောက်ထားအောင်အဲ့ဒါဒီလောစေအားလုံးအောင်းနောက်ထဲကိုထည့်ထားအောင်အီရန်ကိုအတားလေးသူတို့ဖြိုချနိုင်တယ်ဆိုရင်ဒီအာရဗီစတာခင်ဗျားတို့လက်ခံနေတဲ့အဲ့ဒီအာရဗီစတာအကုန်လုံးကရှိနေတဲ့အစ္စလာမ်တွေအားလုံးအမေရိကန်လက်အောက်မှာပဲရှိတာအီရန်တခုတည်းလုံးဝတက်ဆန်လို့မလုပ်တာဘယ်တော့မှလည်းလုပ်ဖို့မရှိဘူးဘယ်တော့မှလည်းလုပ်ဖို့မရှိဘူးအခုအလီခါမီနီရှဟီဖြစ်သွားလို့နောက်တစ်ယောက်တက်လာလဲနောက်တစ်ယောက်လုပ်ဖို့မရှိဘူးဒီလားအလီခါမီနီကကီယာမတ်တင်တီကိုရှင်တန်သွားတာရှဟီဒီကီယာမတ်တင်တီရှင်တန်တယ်အဲ့တော့ကုရ်အာန်ထဲမှာလည်းပါတယ်အာယတ်လည်းရှိတယ်ဆိုတော့အားလုံးတို့အမှတတိယပေးပါလို့နော်